ချိန်နဲ့နေမှာသိလားမဟုတ်လေတဲ့ဒီမှာအချိန်လည်းမရလေတောက်လျှောက်ကိုနေနေရတယ်လေကျမဒီမှာကြုံတချင်းतू ကဘာတော့လီဘာလည်းမနေဘူးအင်းမြငါအခုဒီမှာလေကားတော့ရှောက်ကလီဘာနေနေရလေဆောက်ဆိုင်ကလေးတော့သဘောကျလို့ငါတို့က performance နေတယ်အပြင်းပြင်းနေတာအမေကြည့်လိုက်ဒါမောင်မီလီဘာဆွဲတက်နေတဲ့ပုံစံငယ်ရဲ့နော်အင်းမြငါပြောတယ်ကဲငါဆိုအခုဆိုငါလီဘာနဲ့တက်ရပြီဒီအတက်ကိုဟုတ်လားဒီအတက်ကိုငါအခုလီဘာနဲ့တက်နေရပြီသူကိုက်မိဟုတ်ဘူးပေါ့လက်မအမေဖုန်းကသရှင်းဝင်ထားတယ်အေးမိုက်တယ်တော့ဟေးငါဘယ်ရောက်သွားတော့ကောင်းနေပါရဲ့တက်နေပြီလေလီဘာဆွဲပြီးတော့ဒီမှာညပိုင်းကြည့်ကြပြီအေးကြည့်လီဘာဟမ်ဒီလိုကြီးတော့ဟဲ့ဒီမှာဒီကအတက်လေဒီမှာလည်းမတက်ဘူးဟောဟဲ့ဒီမှာလေဒါအတက်ကြီးဒီမှာငါဒီမှာနေမိတက်နေပြီ